မင်္ဂလာပါရှင် Clear News မှာယနေ့တင်ဆက်ပေးခြင်းတဲ့အားကစားသတင်းတစ်ပုဒ်ကတော့ One Friday Fights 146မှာထွန်းမင်းအောင်ထွန်းမင်းနိုင်တို့ရဲ့တွဲဆိုင်နေပါဝင်မယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ် One Friday Fights 146မှာထွန်းမင်းအောင်ထွန်းမင်းနိုင်တို့ရဲ့တွဲဆိုင်နေပါဝင်မယ်လာမယ့် match 13ရက်မှာကျင်းပမယ့် One Friday Fights 146ပြိုင်ပွဲမှာမြန်မာ fighter 2ဦးဖြစ်တဲ့ထွန်းမင်းအောင်နဲ့ထွန်းမင်းနိုင်တို့ရဲ့တွဲဆိုင်နေပါဝင်လာဖို့ရှိနေပါတယ်One Championship ဟာ One Friday Fights 146ပြိုင်ပွဲကိုလာမယ့် match 13ရက်တောက်ကြညမှာထိုင်းနိုင်ငံမန်ကောက်မြို့ရှိလုံမနီအားကစားရုံမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ One Championship ဟာလက်ရှိမှာ One Friday Fights 146ပြိုင်ပွဲမှာပါဝင်မဲ့တွဲဆိုင်တွေအားလုံးကိုချပြပေးထားခြင်းမရှိပေမဲ့မြန်မာ fighter 2ဦးရဲ့တွဲဆိုင်တွေကိုတော့စောစီးစွာချပြပေးထားတာကိုတွေ့မြင်နေရပါတယ်။ဒါကိုကြည့်ချင်းအဖြစ်မြန်မာ fighter 2ဦးရဲ့တွဲဆိုင်တွေကနောက်ကျပွဲစဉ်တွေဖြစ် main card ထဲမှာပါဝင်လာနိုင်ပွဲရှိနေပါတယ်။မြန်မာ fighter ထုံးမင်းအောင်က New Zealand fighter Titus Brewster မြန်မာ fighter ထုံးမင်းနိုင်ကတရုတ် fighter ကျင်းဂျင်ဟူတို့နဲ့ရှင်ပြိုင်ထိုးတက်ရမှာဖြစ်ပါတယ်။ထုံးမင်းအောင်နဲ့ထိုးတက်မဲ့ New Zealand fighter Brewster ဟာအသက်22နှစ်သာရှိသေးပြီး One Championship မှာတဝဲသာထိုးတက်ရသေးကအလဲတို့နဲ့အနိုင်ရရှိထားပါတယ်။အသက်19နှစ်သာရှိသေးတဲ့ထုံးမင်းအောင်ကOne Championship မှာ9ပွဲထိုးသက်ထားပြီး2ပွဲနိုင်3ပွဲရှုံးနေထားပါတယ်။ထိုးမင်းနိုင်နဲ့ထိုးသက်မဲ့တရုတ် fighter ကျန်းကျင်ဟူဟာအသက်24နှစ်ရှိပြီး One Championship မှာ9ပွဲထိုးသက်ထားက3ပွဲနိုင်4ပွဲရှုံးနေထားပါတယ်။အသက်22နှစ်ရှိထိုးမင်းနိုင်ကOne Championship မှာစီလိုက်မန်လွတ်စွန်ဆိုတဲ့နာမည်နဲ့ထိုးသက်နေပြီး9ပွဲထိုးသက်ထားရမှာ4ပွဲနိုင်3ပွဲရှုံးနေထားပါတယ်။ထုံးမင်းအောင်နဲ့ထုံးမင်းနိုင်တို့ဟာညီကိုတဝမ်းခွဲတော်ဆက်ကြသူတွေဖြစ်ပြီးနာမည်ကြီးမြမရိုးရာလက်ဝဲအကျော်မော်ထွန်းထွန်းမင်းကသူတို့ရဲ့အကိုကြီးဖြစ်ပါတယ်။ဟုတ်ကဲ့နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးပါရှင်။